Hello အားလုံးပဲမင်္ဂလာပါဒီကနေ့ကတော့ကျွန်တော်မြန်မာတို့ရဲ့သတင်းကြိုလာပြည့်နေ့လေးဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီနေ့ရွှေကုံဖျားကိုတောင်းမှာဖြစ်ပါတယ်ကျွန်တော်တို့ဖျားသူလိုက်ပူကြအောင်这在一年里不一样的3年里我还能做设备的。ရှင်တက်နေကျွန်တော်တွေ့တဲ့အတိုင်းပါပဲပေါ်တက်ဖို့တော့ကြက်ပိတ်တဲ့နေကားလာတော့ကလည်းကျွန်တော်တို့ဒါအရှိဘက်မုတ်ကနေရင်လာတယ်အရှိဘက်မုတ်မရလို့အနောက်ဘက်သွားရတယ်အနောက်ဘက်ကနေပြီးတော့မြောက်ဘက်ကနေဝင်ရတာပေါ့နော်ကားဘက်ကင်းနဲ့တော်တော်ခဲကိုရှားရတော်တော်လူစီးတဲ့နေ့လေးတစ်နေ့ပါပေါ်ဆောင်းနေတက်လို့မရတော့ဒီဘေးကနေတက်ရမှာဖြစ်ပါတယ်ကျွန်တော်ဖျားကိုခိုးအောင်ခိုးရလမ်းနေကြားနေဖြတ်တက်မှာဖြစ်ပါတယ်ဖြတ်လို့ရမလားမရဘူးဘုရားပိတ်ချက်နေရောဖြစ်မယ်ဆိုတော့မလဲဖြတ်လို့မရဘူးဒီကချင်းဖြတ်တက်ကဲကျွန်တော်အခုဖျားရှင်ပြင်တော်ရောက်ပြီပေါ့နော်ခဲကျူးစစားနေရောက်ခဲ့တော့မဟုတ်ဆိုတော့ရောက်ဖြစ်ပုံမူပဲဟုတ်ရောက်ပြီပေါ့ဖျားတော့ကျွန်တော်လက်ပတ်ပြီးတော့ပူဇော်ကြအောင်နော်ကျွန်တော်အပေါ်ရောက်တာနောက်ကျတဲ့အတွက်ကြောင့်နည်းနည်းနေပူသွားတာပေါ့နော်အခုဆိုရင်ကျွန်တော်10ခွဲနောက်ကတ်သွားကဲဖျားကျွန်တော်လက်ရည်ပတ်ပြီးတော့ပူဇော်တယ်လက်ရည်ပူဇော်မယ်ကျွန်တော်ကကြာပေးသားဖြစ်တဲ့အတွက်ကြောင့်ကြာပေးနေလိုက်ရှာမယ်ရေးတက်ပံမယ်ကြာပေးဒီရောက်ပါကျွန်တော်အပြိုင်ဆိုင်ဖျားကိုရေလူလောင်းကြတာပေါ့ဖျားကိုရေတက်ပေးရတာမှာအလူရဲ့ရေတက်ပေးခဲ့ရတယ်ဗျပြောစရာကောင်းပါလေအပြိုင်ဆိုင်နိုင်ပေါ့ရွှေကောင်ဖျားကိုရတိုင်းမသိစေရအမြဲလာပြီးတော့ပူဇော်နေတဲ့ဖျားတဆူရှိတယ်ပေါ့နော်နီလာဖျားတယ်အဲ့ဒီဖျားကိုကျွန်တော်တစ်ချက်သွားကြမယ်ဒီဖျားရဲ့ထချာချက်ပေါ့ဒီဖျားမှာတော့ကျွန်တော်ဒါဖျားကိုရက်ခတ်ပေးလို့ရတဲ့ဟာလေးစီစဉ်ထားပြရပေါ့နော်ကုလိုယူကျင်တဲ့သူတွေအတွက်ကဒါဖျားရှင်လာရောက်ရက်ခတ်ပေးလို့ရတာဖျားရုပ်ညနေတော်လည်းတော်တော်လေးကြည်လင်ပြီးတော့တက်ပဲပါတယ်ဒီဖျားပေါ်နေစင်မှုတွေစောက်ဆိုင်နေကြတယ်အချင်းနေဆုံးကြောင်ထိနေအဆိုးထိနေရတဲ့အပေါ်ကနေအောက်ကိုဆင်းလာတဲ့အချိန်မှာလုံးဝလမ်းလျှောက်ဆရာမလို့ပေါ်ကနေပြီးတော့
ဖိချလာတဲ့အချိန်နဲ့တဖြည်းဖြည်းအောက်ကိုဆင်းလာတယ်ပစိုးလေးကြွကြမှာဆိုလုံးဝပစိုးလေးထိပြီးတော့အခုမိုက်တစ်ခုတော့မှပြုတ်ကြကြံသွားတယ်မသိတော့မိုက်တစ်ခုတော့ပြုတ်ကြတာအဲ့တော့ထပ်ပြီးတော့နည်းနည်းထပ်ဆင်းရအောင်ဒီမှာလည်းနည်းနည်းထပ်ပြီးတော့ထပ်တွန်းရအောင်မဲ့သဘောရှိတယ်ဒီမှာတော့နည်းနည်းလေးယူချောင်သွားတဲ့သဘောတော့ရှိရပါတော့ဒီဆင်းလေးကတော့ဒီကြောဆင်းလေးကတော့နည်းနည်းတော့တက်တာပါရဲကြီးတော့ကျွန်တော်ဆင်းခဲ့တဲ့လောက်တော့အရင်ကြီးတော့မကြက်ဘူးဆုံးတော့အောက်ကိုရောက်ခဲ့ပေါ့နော်လုံးဝဘာကြောက်ရလဲဆိုတော့အရင်ကြီးလူတွေကြက်ပိတ်တိတ်နေတဲ့အတွက်ကြောင့်မို့အပေါ်ကဖိတဲ့အချိန်ကျအောက်ကိုတာလုံးဝပြီးသွားရင်အသက်ရှူကျက်တာပါဖြစ်ပြီးတော့အသက်အနေနဲ့လည်းများပါတယ်လူရမ်းကြိတ်အရန်ကြိတ်တိုးနေတော့လေဖြစ်နိုင်တော့ပုံမှန်အဖြစ်ဆိုတော့ကျွန်တော်ဒီလိုပွဲမျိုးတွေမှာဖျားလာပြီးတော့တက်လည်းမရှိဘူးအရန်လူများတယ်လူများပြီးတော့ဖျားကောင်းမွန်ဝတ်ပြုလို့မရဘူးပေါ့နော်ဒါပေမဲ့ဒီနေ့ကတော့ကျွန်တော်တမန်တက်ဒီ vlog လေးရိုက်ချင်လို့ဆိုပြီးတော့ဖျားပေါ်တက်လိုက်တယ်ဖျားမှာလည်းထိုင်စရာနေရာလည်းမရှိဘူးသွားစရာနေရာခြေချစရာနေရာမရှိတော့အောင်မှကြက်ပိတ်သိမ့်တယ်အဆင်းဒီဆောင်းတဲ့အဆင်းအပေါ်တက်တဲ့သူတွေအောက်ဆင်းတဲ့သူတွေကိုတော့အသက်ကြီးတဲ့သူတွေကလေးငယ်ပါတဲ့သူတွေကိုအဲ့ဓာတ်လီကားကနေဆင်းခွင့်တက်ခွင့်ပြုတယ်အတက်မှာတော့တက်ခွင့်ပြုတယ်ကျွန်တော်တို့ပုံမှန်ကျွန်တော်တို့လည်းဆောင်းတဲ့၄ခုလိုက်ပတ်ပြီးတော့တက်ဖို့ကားပါကင်ရှာတာမရနောက်ဆုံးဒီဒါမြောက်ဘက်မုတ်ပေါ့နော်မြောက်ဘက်မုတ်ကနေပြီးတော့ကျွန်တော်ဓာတ်လီကားနဲ့တက်ခွင့်ရခဲ့တယ်ဒါပေမဲ့အဆင်းကြတော့ကျွန်တော်တို့ပုံမှန်လူလက်တွေကိုပေးမစင်းပေါ့နော်နည်းနည်းတော့အဲ့အတွက်ကြောင့်မို့ကျွန်တော်ဆောင်းတန်းနေဆင်းရချိန်မှာဒီလိုအနေလေးနည်းနည်းရှိရပါဒါပေမဲ့ခုလိုရတယ်ဖျားလဲခုလိုနည်းနည်းတော့ပင်ပန်းတာပေါ့ဗျာဒါပေမဲ့ရှီတကောင်ဒီလိုခါကြီးရဲ့ချိန်မျိုးမှာဖျားလာရတဲ့ဒီလိုခုလိုထူပါအားလုံးဘိုင်ကျေးဇူးများတင်ပါ